သုံးဘက်အစမောကြကြမနာကြကြသိမြင်မာတရားပိုင်ရှင်ဖြစ်တော်မူသောသုံးလောကတော်တာသဗ္ဗညုမြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးအားနမောတတ္တသုံးကျင်ဖြင့်ညီညာညာရွတ်ပတ်ကုသိုလ်ရှင်ကိုကြောကြပါကုန်သောနမောတတ္တဘဂဝါတောအရဟတောသမ္မာသမ္ဗုဒ္ဓัสสะနမောတတ္တဘဂဝါတောအရဟတောသမ္မာသမ္ဗုဒ္ဓัสสะနမောတတ္တဘဂဝါတောအရဟတောသမ္မာသမ္ဗုဒ္ဓัสสะသုံးလောကတောတာသဗ္ဗညုမြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးရှင်ကိုပြီးတဲ့နောက်မှာဗျာဒတော်မူခဲ့တဲ့ဓမ္မကန္တာတော်တွေကိုတို့တော်တွင်တွင်မြတ်ကန္တာညာရောက်သဘောပေါက်အောင်ဆက်ဆုံးမှသွားတော်မူခဲ့တဲ့ယေသတော်ရှင်အက္ခမပန္တိတဘုဂုဆရာတော်ဘုရားကြီးဥပနိဒေယအတိုင်းဘုရားတပည့်တော်တို့သင်္นานတရားများပြသပြီးလာခဲ့တဲ့ဘုရားတပည့်တော်တို့ရဲ့သင်္นานဆရာဖြစ်တဲ့ဘဝမျိုးဘုရားဘုန်းကြီးဘုန်းကြီးဥရေပရိသသမုပ္ပါသင်္นานကျောင်းလိုက်တော်ကြီးကုသိပရဏနာတဆရာတော်ဖြစ်တော်မူသောဝါဒရံပြန်တော်မူသောရှားပြီးတဲ့ဗန္ဒန္တစတိလာဤသင်္นานမူနိရန်ကုန်မြို့ကံမြို့နဲ့မန္တလေးနဲ့နမ်းပေါလံဘုဂဝိပဿနာတရားကျတဲ့လုပ်ငန်းစဉ်ပြန်ပွားရပွားချုပ်ကြီးနာဂဆရာတော်များဤသင်္นานမူပေါင်းဆရာပြီးတော့အလုံးသောခြေတော်တော်အပေါင်းသူတော်ကောင်းတို့အားဘုရားတပည့်တော်များဉာဏ်မြင်တရားပြိဿသမုပ္ပါသင်္นานတရားများဖြင့်ယေရှုဟောကြားပေးမှာဖြစ်ပြီးသောကြောင့်တရားတော်များကိုမောကြကြမနာကြကြသိပြီးမှယေသတော်ရှင်အက္ခမပန္တိတဘုဂုဆရာတော်ဘုရားကြီးယေသသိကုန်းခဲ့တဲ့အဝိဇ္ဇာနှင့်တဏှာရင်းကဒိဋ္ဌိပြုတ်ခြင်းကားကိုယရနောတို့နဲ့တော့အနုပြန်လူဆို၍တရားဝဲစားလိုက်ကြရအောင်အဝိဇ္ဇာနှင့်တဏှာရင်းကဘုရားတန်ရောက်ရုံနမောအဘိမမျိုးယောမအဘိအမြင်မပြသစ္စာတိဟံအကြောင်းငယောအယောကြောင့်ကအလမပြေပြန်လိရလျောဗျမ္မာရကြသာတိများကသေချာပြုရင်သေယံဗန္စေအကြောင်းရဲ့ကြောင့်လူနဲ့များစွာသတ္တဝါတို့ပြေလာရဖို့မဟုတ်ဘူးညာပြည့်ယူ၍မြောက်သာဓုသာဓုသာဓုသုံးပါးအဆက်စွန်ဒီမှာသင်္ဟာရရှိဝိညာဏတ္တဝေဒနာနေတနာတ္တအဘဘဝနေဇာတိတဇံတို့ဖြစ်ပါသည်ဗျာမူလနဗျာနေလည်းကြည်တော်တော်တို့တန်တရားမလဲလေးရဘူးလားသစ္စာနဂုတ်နဲ့လည်းတန်တရားမလဲလေးရဘူးလားဒီလိုအလွန်နဲ့လည်းတန်တရားမလဲလေးရဘူးလားအဲဒါကြောင့်ဒီလိုရင်အက္ခမပန္တိတဘုဂုဆရာတော်ဘုရားကြီးဟာအသွေအပြည့်ဘယ်နဲ့သွေရဲလေအဲ့ဒီအသွေရှင်သွေကိုအလွယ်ကျမှန်သိစေအတ္တိဘေကနေတို့မှတဲ့လေဟုတ်တယ်တန္တရာကလူကိုရာအတွက်ကတော့မူလနဗျာဒိဋ္ဌိပြုတ်ဒိဋ္ဌိကွာလို့ဒိဋ္ဌိနဲ့ဝိသိကိစ္စသိမယ်ဆိုရင်မူလနဗျာနဲ့လည်းပဲတရားမပြနိုင်ဘူးလားပြနိုင်တာလားဒီအကြောင်းလို့ကျေးဇူးတော်ရှင်ဘုဂုဆရာတော်ဘုရားကြီးကမူလနဗျာနဲ့လည်းပဲတရားလည်းခဲ့ဖို့ဒေသနာကိုလည်းပဲတရားလည်းခဲ့ဖို့ဒီကိုအလွန်နဲ့လည်းပဲတရားလည်းခဲ့ဖို့မှန်ရလားမူလနဗျာနဲ့လည်းပဲသန္တရာပြတ်ဖို့နေကြတော်တော်ဘုရားကြီးတို့ကမြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးရဲ့အလိုတော်ကြောင့်ကျေးဇူးတော်ရှင်အက္ခမပန္တိတဘုဂုဆရာတော်ဘုရားကြီးရဲ့ဥပနိဒေယနဲ့ဉာဏ်မြင်သမျှလေးနဲ့မပြောခဲ့ဘူးလားပြောခဲ့တာလားမပြခဲ့ဘူးလားပြခဲ့တာလားသန္တရာလည်းဘုံကိုလည်းပြခဲ့ပါရဲ့ဗျာသန္တရာပြဘုံကိုလည်းတကယ်တမ်းကျရင်မူလနဗျာနဲ့တို့သူတော်ကောင်းတွေရဲ့ဒိဋ္ဌိတွေပြုတ်မယ်ဝိသိကိစ္စတွေသိမယ်ဆိုရင်သောတာပန်မနေနိုင်ဘူးလားသစ္စာနဲ့ကိုသွားကြလို့ရလားမူလနဗျာနဲ့မှလည်းပဲတို့သူတော်ကောင်းမူလနဗျာလို့တာပြောတာတဲ့အဲ့ဒီမှာကြည့်လိုက်စမ်းအတိတ်တုန်းကဘာမူလလုပ်ခဲ့တာမူလနဗျာဘာ
လို့လားပြောတာနော်အဲ့ဒီထဲမှာတို့တော်ပါမယ်အသွေးရှိတယ်လို့မပါဘူးလားပါတာလားဒီမကြီးတွေမူလတပြလို့တာပြောတာတဲ့ဒီမှာကြည့်လိုက်တော့ဟာဒီမှာအဝိဇ္ဇာမူလဒီပြိဿသမုပ္ပါကွက်နဲ့ပြောလိုက်တော့ပဲအဝယ်ထဲမှာသစ္စာနဲ့ကြည့်လိုက်တော့ဘာသစ္စာအဲ့ဒီမှာသစ္စာနဲ့လည်းသစ္စာလည်းမပါဘူးလားပါတာလားကြည့်လိုက်ရင်အလွာနဲ့ပြောလိုက်တော့ဘာအလွာမူတေရာလို့လားမူလတပြလို့ပြောတာမူတေခါလို့လားမူလတပြလို့ပြောတာသစ္စာနဲ့ဘူးလည်းမပါဘူးလားဒီကိုအလွာလည်းမပါဘူးလားသင်္ကာအပြင်ပြောလိုက်တော့ဘယ်နှပါအတိတ်အကွက်ထဲမှာအယောင်အင်္ဂါကဘယ်နှပါတယ်လဲနှစ်ပါးဟာဒီမှာအင်္ဂါနဲ့လည်းမပါဘူးလားပါလားမူလတပြနဲ့တန်တရားပြီးတယ်တန်တရားကိစ္စပြီးတယ်ဆိုတာအသွေးရှိတယ်လို့မူလတပြပိုင်လို့ရှိရင်အသွေးရှိတယ်လို့ကဒီတိုင်းပါပဲလားမူလတပြကခေါင်းတင်တက်ထားတာပဲသစ္စာနဲ့ဘူးလည်းမပါဘူးလားဒီကိုအလွာလည်းမပါဘူးလားဒီမင်းကြီးလိုက်တော့မူလကတရားမူလလားဝိဇ္ဇာမူလလားဒီကြည့်လိုက်တော့ဘာသစ္စာအလွာလည်းပြောလိုက်တော့ဘာအလွာအဲကြောင့်မလို့ခေါင်းတင်ထားတာဘူးတင်ထားတာသာလေမူလတရားလို့ပြောတာအဲ့ဒီထဲမှာအသေးရှိတယ်လို့မပါဘူးလားပါနေတာလားအဲ့ဒီတော့ဒီမှာရှင်းရတယ်လည်းပဲအနေကြောင့်ရှင်းရတယ်ဒီမှာမပါဘူးလားပါတာလားအနေကြောင့်ရှင်းရဘယ်နဲ့ပါအဘုဒ္ဓရေပါလေအဝိဇ္ဇာသင်္ခါရတေနာဥပါဒဘဝတို့ပြပါရိယဒီအကွက်ထဲမှာလားဒီအကွက်ထဲမှာလားအဲ့လိုဆိုရှင်းရတယ်ပြောရင်အနေကြောင့်ရှင်းရဘယ်နဲ့ပါဆက်နေပြောလိုက်တော့ဘယ်သူနဲ့ဘယ်သူဆက်တာလဲလေအသွေးရှိတယ်ရဒီမှာဒီအကွက်ထဲမှာအသွေးရှိတယ်လွတ်တယ်ဆိုတာပါရလားအဲ့ဒီတော့မလို့မူတယ်ကတော့သစ္စာနဲ့မူတယ်မယ်အသွေးရှိတယ်လို့အထဲမှာမပါဘူးလားပါလားသဘောပေါက်ရလားသဘောပေါက်ဖို့လိုတယ်နော်အဖြစ်လိုလဲဆိုတော့ဒီတော်တော်တို့သဘောပေါက်မှတကားကမှပြန်ပြီးတော့သဘောပေါက်အောင်ပြန်ပြီးတော့မဟောနိုင်မှာလားဟောနိုင်မှာလားမပြောနိုင်မှာလားပြောနိုင်မှာလားတချို့ကမူလတပြားနဲ့လည်းတရားပြီးတယ်လို့တော့ပြောအဲ့ဆိုရင်ကျန်တဲ့ဓာတ်တွေတင်းမနေနေပြီကွာတကယ်ချင်းချင်းတွေလည်းတွေ့မှာပေါ့တကားတော်မတွေလည်းတွေ့မှာပေါ့မဟုတ်ဘူးလေမူလနဗျာကခေါင်းတည်ထားတာဥတည်ထားတာအဲ့ဒီမှာသစ္စာနဲ့ဘူးလည်းမပါဘူးလားဒီလိုလောလည်းမပါဘူးလားမနေ့ကဒီတော့ခန္ဓာ၅ပါးရှင်းပြလို့ပေါ့ဘယ်မှာလို့လဲခန္ဓာဒီမှာတပါးလေလေဟုတ်တယ်မလားသူတို့မြင်နေတာဘယ်ခန္ဓာပဲမြင်နေတာလို့ရုပ်ခန္ဓာတစ်ခုပဲမြင်နေတာမှန်ရလားအဲ့လိုမျိုးကြတော့ဒုက္ခတော့ကဘုရားပြောသလိုခန္ဓာ၅ပါးပြပေးလိုက်ဟုတ်တယ်မလားပြမပြရမလားပြပေးရမလားအရင်တော့အဲ့ပြောတဲ့ကောင်ကိုလက်သီးနဲ့ထိုးလိုက်ပြီးမနာဘူးလားနာတာပေါ့အဲ့ဒါဒုက္ခဝေဒနာလားဒုက္ခဝေဒနာလားဒုက္ခဝေဒနာအဲ့လိုဝေဒနာကိုခန္ဓာပေါ်လိုက်တော့ဘာခန္ဓာဝေဒနာခန္ဓာမင်းသားလို့မမှန်ဘူးလားမှတ်တာပေါ့တပည့်လို့မမှန်ဘူးလားမှတ်တာပေါ့မိမလို့မမှန်ဘူးလားမှတ်တာပေါ့အမေလို့မမှန်ဘူးလားမှတ်တာပေါ့ဖေလို့မမှန်ဘူးလားမှတ်တာပေါ့အဲ့ဒီမှတ်နေတာကတခြားအသိဉာဏ်လားအဲ့ဒီမှတ်တဲ့သဘောတရားလေးကိုခန္ဓာပေါ်လိုက်တော့ဘာခန္ဓာဒီလိုပေါ့နော်မြင်တာတော့သူကရုပ်ခန္ဓာပဲမြင်တာပဲဒီမှာလည်းပြနေတာတော့မူလတရားဆိုမူလတရားပဲသူသိနေမှာပဲအထဲထဲမှာပါနေတဲ့ဥစ္စာတွေကြတော့သူသိနိုင်မှာမလားဟုတ်ဆိုဒီလိုတော့တို့ကမူလတရားနဲ့ပြောရင်မူလတရားကိုဦးစားပေးမယ်သစ္စာနဲ့ခုနဲ့ဟောရင်သစ္စာနဲ့ခုကိုဦးစားပေးမယ်လေးခုလွားနဲ့ဟောရင်လေးခုလွားကိုဦးစားပေးမယ်ဒါပေမဲ့လို့အဲ့ဒီထဲမှာအကုန်လုံးကတော့မပါဘူးလားပါရလားရော့တဲ့အခွဲထဲမှာရှိတဲ့တရားတွေကလည်းရှားတရားတွေလားအကြောင်းတရားတွေလားတဲ့အခွဲထဲမှာရှိတဲ့တရားတွေကလည်းရှားတရားတွေလားအကျိုးတရားတွေလားအခွဲထဲမှာရှိတဲ့တရားတွေကလည်းရှားတရားတွေလားအကြောင်းတရားတွေလားဒီခွဲထဲမှာရှိတဲ့တရားတွေကလည်းရှားတရားတွေလားအကျိုးတရားတွေလားအဲ့ဒါကြောင့်လို့စောစောတော့ဆရာတော်ကြီးရဲ့တရားမနာနိုင်ဘူးလားပဋိစ္စသမုပ္ပါပဋိစ္စသမုပ္ပါဆိုတာဘာပြောတာတော့ပဋိစ္စဆိုတာကအကြောင်းသမုပ္ပါဆိုတာကအဲ့ဒါကြောင့်အကြောင်းအကျိုးတွေမလဲဘူးလားလက်နေတာလားဒီကနေ့သုံးပါးအစနဲ့တန်တရားလေဘုတန္တရာပြတ်ဖို့လည်းမပြရမှာလားပြရမှာလားအဲ့ဒီမှာကြည့်လိုက်တော့ပရမဇုအစကဘယ်သူနဲ့စက်တာသင်္ခါရလေးဝိညာဉ်တသဒုတိယစကတတိယစကအဲ့ဒီမှာပရမဇုအစမှာသင်္ခါရနဲ့ဝိညာဉ်စက်မှာပြလို့ရရလားမပြလို့သင်္ခါရကဝိညာဉ်ကအကြောင်းကြောင့်ဘာဖြစ်တာဘယ်လိုဟောခဲ့တာအဲ့ဒါကြောင့်လို့ပြလို့ရတာလားပြလို့မရတာလားဟုတ်ကဲ့
la ajo ajo molo la Dige vida molo la ajo ajo molo la Dhamma bwane zadi azako bialu yaya la Abiyelo dhamma bwala Zadi ga ajo molo bialu yaba mala Ayam bilu hoye la Yalu be shinyaro di dhamma une mala ula la ni la la Wazika ne mbi ula ye ni la la Anoka ne le mbi ula ye ni la la Rikyo ko bani ye duro de Dwi ni la Hode mo la Rikyo dwi ni la la Nangari adaka mo ya de Rikyo la da ni ye ni lo me lo jo de Bado ho ma le mbi u be bo ji jo ma le mbi u Rikyo la dwi ni la Di de shen bya lo manori ma di lo ka ti bi da ni Hode mo la Nangda du lu be Tia so da badu jo ma mo khana jo ho da be shen bya lo le ba ya tha da lo Di lo le ba ya tha da lo Adudu be adwi ni le adudu be abyo ni le adudu be Hode mo la badu le ni ara mdu bo bya Hode mo la a kon long du yin le be ya ni tha a phit kon ma bo Man ya la Dawo ba ya la Kana nan ya ro di dai ma twa la twa ni la la Shen bya lo le mdu u da dwi da la A chan bu la chan bu da la Adaကြောင့်အတွေ့အကြံနေတဲ့အချိန်ကြီးမကုန်ခဲ့ဘူးလားကုန်ခဲ့တာလားပြောတဲ့စကားလုံးလေးရှိသေးရဲ့ကျွေးတော့ဘာလူဆိုတာကြံရတဲ့သူတို့ဖိုင်တဲ့သူတို့ဘာလို့သိဖို့ကားတဲ့စကားလုံးဒါတွေကကြည်တော်တော်စုထားစောင့်ထားပါဗျာဟုတ်တယ်မလားဒါရတဲ့စကားကကြည်တော်တော်သုံးပါးအစတဲ့တဲ့ဇာတိမလဲခဲ့အောင်လားလဲခဲ့ရတာသန္တရာလေကျင်နာလားသန္တရာပြချင်နာလားပြောမူလနဲ့ပြန်တဲ့သန္တရာလဲခဲ့တယ်သစ္စာတကုတ်တယ်ပဲသန္တရာမလဲခဲ့ဘူးလားချမ်းကြောင်လားဒိဋ္ဌိရှိလို့လားအာနာပြုခဲ့တယ်နော်ဒါတော့မပြုခဲ့ဘူးလားပြုခဲ့တာလားဒီနာတွေလည်းမစောက်တည်ခဲ့ဘူးလားစောက်တည်ခဲ့တာလားသမဏအလုပ်တွေလည်းမလုပ်တာလုပ်တာလားဒါပြင်းပြင်းလို့ဒါနာပြုပြင်ပြုညာတော့လည်းပဲဘယ်သူတန်းတန်းနဲ့ပြုခဲ့လို့အဲ့ဒီဒိဋ္ဌိကြီးနေလာသွားရလမ်းမှာတခြားလားအပင်လားစုညောင်းခလုံးအပင်စုညောင်းခလုံးလိုပဲပြောအပင်လိုပဲပြောလို့များလားရလားကြောက်စရာအကောင်းဆုံးကတခြားလားဒိဋ္ဌိလားအကျဉ်းအပြင်ပြောရင်60နဲ့မှာအကျဉ်းအပြင်တော့ပြောရင်ဘယ်နှပါမိ63ပေါ့မှန်ရလားမိ63ဘာမလုပ်နဲ့သင်္ကန်းမှာပတ်ပြောင်းသွားမယ်ဟုတ်တယ်နော်သဘောပေါက်တယ်နော်အဲ့ဒါလည်းဆိုတဲ့အခါကျတော့ပြီးခဲ့တဲ့ပတ်တော့ကတော့မလေးမှာဆိုရည်သက်ချင်တယ်ဟောလိုက်တာဟုတ်တယ်မလားဘာဟောလိုက်လဲဆိုတဲ့အခါကျတော့အကုသိုလ်စိတ်ကဘယ်နှပါးရှိတာတော့12ပါးရှိတယ်လို့အကုသိုလ်စိတ်က12ပါးလောဘမှုစိတ်ကဘယ်နှပါးဒေါသမှုစိတ်ကဘယ်နှပါးမောဟမှုစိတ်ကဘယ်နှပါးလောဘက10ပါးဟုတ်တယ်မလားလောဘက2ပါးဒေါသက2ပါးလောဘက10ပါးနေ့ရှင်းပြတော့နေ့တုံညာရှင်းရှင်းတဲ့တုံညာနဲ့လွဲသွားလို့ဘောဒီလိုနာမည်ကြီးအောင်လို့ဟုတ်ရမလားအခုလည်းပဲဒိဋ္ဌိကအကျဉ်းအားဖြင့်ပြောရင်60နဲ့2ပါးမရှိဘူးလားရှိတာလား60နဲ့2ပါးတဲ့အကျဉ်းအားဖြင့်ပြောရင်ဘယ်နှပါးလဲအဲ့ဒါဘယ်သွားရလမ်းမှာရှုညခလုံးတဲ့လေဟုတ်တယ်ရှင်ဘုရားတို့ပြီးတော့နိဗ္ဗာန်မရနေနိုင်တာနိဗ္ဗာန်မရတာဒီတခြားအဘိဓမ္မာလို့လားဒိဋ္ဌိအဘိဓမ္မာလို့လားဘယ်နှပါးလဲသုံးငါးဆိုရပါလေသက္ကာယဒိဋ္ဌိသန္တနာဒိဋ္ဌိဩစေရဒိဋ္ဌိတို့ဖြစ်ပါသည်ဗျာဒီကနေ့ဘယ်ဒီသနာပွဲကလေးအစချပြတာအဲ့တော့ဘုရားမူလကဗျာကျွမ်းကျင်သွားလို့ရှိရင်ဘယ်ကချပြတဲ့နေရာချမြောင်းလာရတာလားဒါပေမဲ့လို့ပါဇက်ကလည်းမပြတ်နဲ့လက်ကလည်းမပြတ်နဲ့မှန်ရလားသဘောပေါက်ရလားအဲ့ဒါလို့ဆိုတော့ဟာဒီမှာဒိဋ္ဌိ၃ပါးဒီဘယ်မှာကတ်နေတာတခြားမှာကတ်တာလားခန္ဓာမှာကတ်တာလားဒီလိုတော့တို့ကလည်းတခြားရထားတာလားခန္ဓာရထားတာလားပြောခန္ဓာဘယ်နှပါးဘယ်လိုပါလဲဒုက္ခခန္ဓာဝေဒနာခန္ဓာပညာခန္ဓာသင်္ခါရခန္ဓာဝိညာဉ်ခန္ဓာတို့ဖြစ်ပါသည်ဗျာပြောခန္ဓာဘယ်နှပါးအဲ့ဒီခန္
ကိုငါခန္ဓာလို့မပြောဘူးလားယူလည်းမယူဘူးလားဟာပဲယောက်ျားပဲမိန်းမပဲပုဂ္ဂိုလ်ပဲတတ္တဝါပဲငါသားပဲငါသမီးပဲငါပစ္စည်းပဲငါဥစ္စာပဲလို့ဆွဲယူတာကတရားဒိဋ္ဌိနာတက္ကာယဒိဋ္ဌိနာတန်တော်ကာယောခေရှားရှိတာမှန်သမျှအာလောကရာတက္ကာယနဲ့ဒိဋ္ဌိနဲ့ပါတက္ကာယဒိဋ္ဌိတရားမကတ္တလာခန္ဓာမကတ္တလာယောနောရရတာခန္ဓာဘယ်နှပါဘုရားခန္ဓာကြီးလည်းပြန်တော့လေဒီလိုတော့မပြတ်ဘူးလားပြတ်နေတာလားဝေဒနာခန္ဓာကြီးလည်းပြန်တော့လေဒီလိုတော့အဲ့ဒီခန္ဓာ၅ပါးကြီးတဲ့ကမ္ဘာပဲခန္ဓာခိုင်းတယ်လေဘယ်ခန္ဓာမြဲတယ်လေဒါပေမဲ့လို့တွေ့တော့မတွေ့ဘူးလားတွေ့နေတာလားတရင်ကျွရင်ပဲပြန်မယ်ရွာပြန်မယ်ကြောင်းပြန်မယ်မြို့ပြန်မယ်မှန်ရလားမတွေ့ဘူးလားတွေ့နေတာလားသိဖို့တွေ့တာလားနေဖို့တွေ့တာလားအဲ့ဒါဆိုရလာတဲ့ဘဝခန္ဓာကြီးကိုသူကခိုင်းတယ်မြဲတယ်လို့ပြောလားယူထားတာလားခိုင်းတယ်ဒီတန်တယ်ဘဝကူတယ်ဝိညာဉ်တွေလို့ယူတာတရားဒိဋ္ဌိနာတတ္တရာဒိဋ္ဌိနာဒီဘဝပြီးရဲ့နောက်ဘဝဆိုတာအဲ့ဒါလို့အပြတ်အတော့ယူလိုက်တာကတရားဒိဋ္ဌိနာဥစ္စေရဒိဋ္ဌိနာဓမ္မကတ္နေတာအဲ့ဒီဒိဋ္ဌိရှိရင်ဘယ်ကားပွင့်နေမှာယောအဘေကဘဏ္ဍဘောဒီဘုကဘယ်လိုတွေပါလဲခေတိဋ္ဌံဒိဋ္ဌာအတုရကေတို့ပြပါတိမယဘယ်ကားပွင့်နေတာဘသူတွေရှိနေတော့ဓမ္မကတ္နေတာခန္ဓာကဘယ်နှပါရကြလို့ရတာလားအကြောင်းကြောင့်ရတာလားခန္ဓာချပြီးဆိုလို့ချင်းအကျိုးတရားကိုကင်ပြီးတော့မယ်ဆိုရင်အကျိုးကင်ပြီးအကျိုးချတာပြီးဆိုရင်အကြောင်းတရားကမသွားရမှာလားသွားရမှာလားအဲ့တော့လို့ခန္ဓာ၅ပါးတရားရလားအကျိုးတရားလားအကျိုးခန္ဓာတရားခြင်းလို့ရတာလားအကြောင်းကြောင့်ရတာလားဘုဘောကကြလာတာလားအကြောင်းကြောင့်ရတာလားအကျမ်းပြမဘုရားကပေးတာလားအကြောင်းကြောင့်ရတာလားရောဘယ်တော့ကလောကရာအတိတ်တုန်းကသိပြီးလောကရာလားမသိဘဲနဲ့လောကရာလားတရားမသိတာလားသစ္စာမသိတာလားမသိတာကပြုလို့တာကအဝိဇ္ဇာသင်္ခါရဒီတရားတွေလားအကြောင်းတွေလားခန္ဓာ၅ပါးဒီတရားတွေလားအကျိုးတွေလားအဝိဇ္ဇာသင်္ခါရကခန္ဓာ၅ပါးကသူအကြောင်းလို့ရင်ပါရတယ်သူအကြောင်းလို့ရင်သူကျိုးရတယ်သူအကြောင်းလို့ရင်သူကျိုးရတယ်လို့ဒီတော်တော်တို့သိခဲ့တဲ့ဘဝများပါရဲ့လားရလာတဲ့ဘဝခန္ဓာကြီးကပြောမှဒီလေးဥကပေါက်သွားတယ်လို့လည်းမပြောဘူးလားအာရဏဧဝါကစတယ်လို့လည်းမပြောဘူးလားလူတွေကမြောင်းတယ်လူလိုမြောင်းတွေကနေပြီးတော့စဉ်းစားတယ်လို့လည်းမပြောဘူးလားအဲ့လိုသူတို့မပြောဘူးလားမြင်နေတာလားအကြောင်းပေါ်ညာရှင်းခဲ့လို့လားညာမရှင်းခဲ့လို့လားရောအကြောင်းပေါ်ညာမရှင်းရင်ဘယ်လိုလာမဲအကျိုးခန္ဓာဘယ်နှပါအကျိုးခန္ဓာကိုခန္ဓာတို့မသိတော့ငါဘယ်လိုလာတယ်သက်ကာယဒိဋ္ဌိလာပါတယ်ဗျာခန္ဓာကိုငါလို့လုပ်လိုက်တော့ငါမှန်ရလားခန္ဓာကိုခန္ဓာလို့မသိဘူးဆိုကြတဲ့သူကငါမလုပ်လားလုပ်တာလားခန္ဓာကိုခန္ဓာလို့မသိတော့ငါဘယ်ဒိဋ္ဌိလာတယ်ရလာတဲ့ဘဝခန္ဓာကြီးကိုခိုင်းနေမြဲတယ်လို့ယူလိုက်တော့ငါဘယ်ဒိဋ္ဌိလာတယ်ဒီခန္ဓာကြီးသိရင်ပြီးသွားတာပဲသိရင်အေးတာလည်းတော့ဘာမှမရှိတော့ဘူးလို့ယူလိုက်တာကလည်းဇာတိဒိဋ္ဌိနာဟုတ်တယ်ဒိဋ္ဌိနာအယုမနေလားအယုမနေလားအယုမနေတွေတရားမျိုးနေတာအပေမျိုးနေတာပြောအပေတကားကပွင့်ခြင်းလားအပေတကားပိတ်ခြင်းလားအပေတကားပိတ်ခြင်းနဲ့ဆိုရင်ခန္ဓာပေါ်ပါရောက်
နေကြရမှာတဲ့လေဝေဒနာနဲ့တဏှာကြားကနေပြီးတော့မကြည့်ရမှာလားကြည့်ရမှာလားအားကြောင့်ဝေဒနာနဲ့တဏှာကြားမှာဉာဏ်သွန်းတာယခုပြေစေပြစ္ဆုတ်ပံကာလမှန်ရလားယခုပြေစေပြစ္ဆုတ်ပံကာလမို့လို့နော်အဲဒါကြောင့်ဘုရားရှင်ကိုယ်တော်မြတ်ကြီးကအတိတ်ကိုလည်းပဲမပြန်နဲ့အနာဂတ်ကိုလည်းပဲမပြန်နဲ့မမြန်မကြံနဲ့မှန်ရလားအဲကြောင့်ပြစ္ဆုတ်ပံမှာတဲ့မကြည့်ရမှာလားကြည့်ရမှာလားအဲ့ဒါကြောင့်လို့တရားတရားလုံးကဒီတော်တို့ရဲ့တရားပြောက်လာတာလားဉာဏ်ပြောက်လာတာလားဉာဏ်ပြောက်တော့တရားခိုင်းတာလို့သာလားတဏှာခိုင်းတာလို့သာလားဘလို့ခြင်းလို့လားလို့ခြင်းလို့လားပြော့လို့ခြင်းနာကဝေဒနာပြည့်စရာပြိဿသမုပ္ပါပြတ်သွားတာလားပြိဿသမုပ္ပါဆက်သွားတာလားတဏှာပြည့်စရာဥပါဒနာပြည့်စရာတရားရလားအကြောင်းရလားပြိဿသမုပ္ပါဘယ်နဲ့ပြောလိုက်တော့ဘယ်အဝယ်ထဲမှာဘုရားနဲ့ပြောလိုက်တော့ဘာဘုရားသစ္စာနဲ့ကြည့်လိုက်တော့ဘာသစ္စာအလွန်နဲ့ပြောလိုက်တော့ဘာအလွန်ဟုတ်တယ်ပြစ္ဆုတ်ကံအကြောင်းတော်လို့တဲ့ဘုရားနာဂကျိုးတော်မရမနာရမနာကာမဘဝပြည့်စရာနာတိပြည့်စရာဟောသရမရဏဆိုတော့ပြိဿသမုပ္ပါဘယ်အဝယ်ရောက်သွားတာသန္တရာပြတ်သွားတာလားသန္တရာဆက်သွားတာလားသုံးပါးအစဘယ်သူနဲ့မပြတ်နိုင်လို့ဉာဏ်နဲ့မပြတ်နိုင်လို့ပြန်ပြောသုံးပါးအစဘယ်သူနဲ့မပြတ်နိုင်လို့ဒီနေ့သုံးပါးအစဘယ်သူနဲ့ပြန်ရမယ်တဏှာပဲကြည့်ပြရမှာခန္ဓာပဲကြည့်ပြရမှာလားတဏှာတခြားနေရာလားအကြောင်းနေရာလားအကြောင်းလို့ရင်ပါရမယ်အဲ့တော့မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးကယခုပြည့်စုံပြည့်စုံဗံကာလတော်မှာပဲတဏှာပဲကြည်ခိုင်းတာလားခန္ဓာပဲကြည်ခိုင်းတာလားဘယ်လိုနဲ့ကြည်ရမယ်အချမ်းဉာဏ်လားဝိပဿနာဉာဏ်လားဒီလိုတော့တခြားလို့လုပ်နေတာလားဝိပဿနာလို့လုပ်နေတာလားဝိပဿနာလို့လုပ်နေတဲ့အတွက်ကြောင့်ဝိပဿနာဉာဏ်ကြီးမရမှာလားရမှာလားခိုက်တိအားလျော်စွာမှန်ရလားအဲ့လိုပဲခန္ဓာပေါ်ဘယ်လိုနဲ့ကြည်ရမယ်ဟောဉာဏ်နဲ့ကြည့်လိုက်တဲ့အခါကျတော့ခန္ဓာကဘယ်နှပါတခြားတရားလားအကျိုးတရားလားအကျိုးခန္ဓာရကျင်လို့ရတာလားအကြောင်းကြောင့်ရတာလားဘိုးဘောကကြလာတာလားအကြောင်းကြောင့်ရတာလားအကျမ်းပြမဗျာကပြတာလားအကြောင်းကြောင့်ရတာလားသူအကြောင်းလို့ရင်သူအကြောင်းလို့သူကျိုးရတယ်သူအကြောင်းလို့သူကျိုးရတယ်လို့မသိရဘူးလားသိရတာလားသိမှန်တော့ဘာအလုံးလုံးနေလို့ဟုတ်တယ်ဉာဏ်လို့တဲ့အခါကျတော့အကြောင်းပေါ်ဉာဏ်မရှိဘူးလားရှင်းသွားတာဓမ္မကြီးလေးခုကပေးတာလားအဝိဇ္ဇာသင်္ခါရကပေးတာလားဓမ္မကြီးလေးခုကပေးတာလားသမုဒိယသစ္စာကပေးတာလားဓမ္မကြီးလေးခုကပေးတာလားအတေအကြောင်းတော်လုပ်ခဲ့လို့လားအဲ့ဒါဆိုသူအကြောင်းလုပ်ခဲ့လို့သူတို့ရတယ်လို့မသိရဘူးလားသိရလားပြောအကြောင်းပေါ်ပါရှင်းသွားတာအကြောင်းပေါ်ညာရည်ရင်ပဲကိလေသာစင်ပဲအကျိုးကဏ္ဍဘယ်နှပါရချင်လို့ရတာလားအကြောင်းကြောင့်ရတာလားအဲတော့ကလုပ်ခဲ့တာဘယ်လိုနဲ့ဘယ်လိုလုပ်လာတာအဝိဇ္ဇာသင်္ခါရရဲ့မှာငါပါရဲ့လားသူဘောပါရဲ့လားယောက်ျားမိန်းမပါရဲ့လားပုဂ္ဂိုလ်သတ္တဝါပါရဲ့လားအဝိဇ္ဇာသင်္ခါရအကြောင်းဒီဟူသောအကြောင်းတရားရဲ့မှာငါမပါရဲ့ခန္ဓာငါးပါးအကျိုးတရားရဲ့ကိုငါပါပါမလားအကြောင်းငါကောငါဟုတ်ရဲ့လားအကြောင်းငါမှငါဟိုရဲ့အကျိုးခန္ဓာငါကောငါဟုတ်ပါမလားငါကိုဝေးလို့ဘယ်လိုနဲ့သိတာရတဲ့တည်းတော့ငါလို့တဲ့သက်ခါရလေးဒီမပြောဘူးလားဝိဇ္ဇာသင်္ခါရကိုမြဲရဲ့လားခန္ဓာငါးပါးကိုမြဲရဲ့လားဘယ်ဟာမြဲလဲဘယ်သူဟောခဲ့တာဘယ်လိုဟောခဲ့တာတန်ပေသင်္ခါရအလေးစားဟောမမြဲဝေးလို့ဘယ်လိုနဲ့သိတာမမြဲဘူးလို့ကြည့်လိုက်တော့ခိုင်တယ်မြဲတယ်လို့ယူတယ်ပဲလေးကြီးပြုတ်တယ်လုံးပြတ်တော့သွားတာလားစာလို့ပေါ်တာလားအဝိဇ္ဇာသင်္ခါရကဘယ်တော့မှလုပ်ခဲ့တာအဲ့
တဲ့ဗာရိတိပြုတ်တယ်ကြောဝိဇ္ဇာတေကာရကခန္ဓာ၅ပါးကအကြောင်းကအကျိုးကပဋိစ္စံအကြောင်းဟောပရိသတ်သမုပ္ပါအကြောင်းအကျိုးနားလည်တဲ့အခါကျတော့တရားပြုတ်တာလားဒိဋ္ဌိပြုတ်တာလားဒိဋ္ဌိပြုတ်ရင်ဘယ်တကားပိတ်မယ်အဘယ်တကားပိတ်ရင်ဘယ်တကားပွင့်မယ်ခန္ဓာပေါ်ပါရလို့ခန္ဓာအကျဉ်းကျိုးလိုက်တော့တရားနာယုံနဲ့နန္နာယုံကလည်းပြပြီးတော့နန္နာလည်းပြပြီးတော့ပြည့်မတူလားတူးနေတာလားတူးနေခွဲထားရမလားပေါင်းလိုက်ရမလားပြီးပေါ်ပြည့်တူးတဲ့မြောက်လည်းရတာလားခန္ဓာ၅ပါးယုံနဲ့နပါပြည့်ကပါသစ္စာရှုတဲ့မြင်တဲ့ဉာဏ်ခန္ဓာကသိတဲ့ဉာဏ်ခြေကနောက်ကဟောပြည့်တဲ့မင်းနဲ့ကိုက်နေတဲ့ယောဂီကဒီဘက်ကတဏှာနာလိတာခန္ဒီဘောလောဘဟုတ်မလားတဏှာမမလားဥပါဒမောနေပါနေလို့လာလို့ရပါဦးမလားဥပါဒမလာမရရင်ခန္ဒီဘောလောဘဟုတ်မလားတဏှာဥပါဒကဆရာအကြောင်းတရားတွေသိသွားတာကဘာသစ္စာလူရဲ့သစ္စာတွေဇာတိလာလို့ရသေးလားဇာတိမမလာရင်ဥတရားလေနာတရားလေသိတရားလေဥနာတိလို့ဇာတိတရားလားနိဗ္ဗာန်လားခန္ဓာပေါ်ပါရလို့ဉာဏ်ဆိုတာလားပြုနေတာလားသိနေတာလားဘယ်လိုအကြောင်းသိနေတာဘယ်လိုသိနေတာခန္ဓာကအလေးစားဖြစ်ပြဒုက္ခလို့ဘယ်လိုသိနေတာလားပြောဘယ်လိုနဲ့သိတာလဲလို့ဟောဉာဏ်နဲ့သိပြီဆိုမှတော့မသိဘူးအဝိဇ္ဇာနေလို့ရသေးတာဉာဏ်နဲ့လို့တဲ့သင်္ခါရကိုနေလို့ရသေးတာတခြားအောက်ရောက်သွားတာလားဉာဏ်အောက်ရောက်သွားတာလားအဲကြောင့်လို့အလင်းလာတော့တခြားပြောက်သွားတာလားအမောင်ပြောက်သွားတာလားရှင်းဖို့ရှိရဲ့လားရှင်းရဲ့ခန္ဓာ၅ပါးယုံနဲ့၅ပါးပြည့်ကပါသစ္စာယူတဲ့မြင်တဲ့ဉာဏ်ကဆိုင်ရာအကြောင်းတရားတွေသိသွားတာကနောက်ခန္ဓာမလာတာကဒီလိုရသစ္စာဆိုတာလည်းကြားလာနိဗ္ဗာန်လားနိဗ္ဗာန်ရောက်တော်တရားကောင်းဟောမှာဖြင့်ရှင်များများကလည်းပဲနိဗ္ဗာန်ရောက်တော်တရားကောင်းများကိုဆက်လက်ပြီးတော့ဉာဏ်ဉာဏ်ကြိုးစားပေါ်များအားထုတ်နိုင်ကြပါစေလို့တိုက်တွန်းရင်းနဲ့တော်ကြရအောင်သာဓုခေါ်